Premier League ပွဲစဉ်သုံးသက်ချက်များအားလုံးပဲမင်္ဂလာပါခင်ဗျာတနင်္ဂနွေနေ့ညမှာကစားမယ့် Premier League ပွဲစဉ်တွေရဲ့ပွဲကြိုသုံးသက်ချက်တွေကိုကျွန်တော်ဒီဗီဒီယိုလေးမှာပြောပြပေးသွားမှာဖြစ်ပါတယ်ခင်ဗျာChelsea နဲ့ Leicester Chelsea ကအိမ်ဝင်ပွဲစဉ်တွေမှာတော့ရလက်ကောင်းတွေခက်မှန်မှန်ယူပြနေတယ်။ Man City ရှုံးသွားတာကြောင့် Champions League ဝင်ခွင့်အတွက်ဒီပွဲကိုလုံးဝအမှားခံမှာမဟုတ်ပဲလူဆုံးထုတ်ပြီးအကုန်ရှုံးလာမှာပါ။ Leicester က Nasserai လက်ထက်မှာလည်းအဆင်မပြေသေးဘူး။စကင်ထွဲကာစားကကစားသမားတွေရုံးကစားသေးပေမဲ့နောက်ပိုင်းပွဲစဉ်တွေမှာတော့စိတ်တပိုင်းကျဆင်းလာတာမျိုးတွေ့ရပါတယ်။ Chelsea ပဲတက်တောင့်တက်တာအနိုင်ကစားသွားမှာပါ။ခံမှန်းရလက်ဖြစ် Chelsea 3 Leicester 0ဖြစ်ပါတယ်ခင်ဗျာ။ Spa နဲ့ဘုံမောက်စပါကပုံမှန်ခြေစွမ်းပြန်ရဖို့ရုန်းကန်နေရသေးတယ်။ကူလူဆက်စကီမပါနိုင်တာကအသင်းရဲ့တိုက်စစ် impact ကိုတော်တော်လေးကျဆင်းစေပြီးတော့ပြီးခဲ့တဲ့ဂျားရက်မှာကစားခဲ့တဲ့ Ekma နဲ့ပွဲမှာဆိုရင်တပွဲလုံးတစ်ချိန်သာကိုပေါက်တက်ခဲ့တာပါ။ဘုံမောက်ကနောက်ဆုံး3ပွဲဆက်နိုင်ပွဲမရထားပေမဲ့ form အရာအတက်ဘက်ကိုရောက်နေတဲ့အသင်းမှာတိုအားရုံအားကောင်းပြီးခက်မှန်မှကစားနိုင်တာကြောင့်ဒီဟာဒီအသင်းကြီးတွေကိုပါအခက်တွေ့စေတတ်ပါတယ်။စပါကွင်းဖြစ်ပေမဲ့ဘုံမောက်နဲ့ပဲအရေးဆုံးရက်တီကြည့်တာပိုကောင်းပါတယ်ဗျ။ခံမရလိုက်ဖြစ်စပါ1ဘုံမောက်2ဖြစ်ပါတယ်ခင်ဗျာ။ Man U နဲ့ Arsenalက PSV ကိုကြားရက်မှာကိုပြတ်နိုင်ပွဲတစ်ပွဲနဲ့ပောက်ကွဲပြထားပါတယ်။တိုက်စစ်ပိုင်းတန်ရာပြဿနာတွေကကိစ္စမရှိဘူးလို့ထင်စရာဖြစ်ပေမဲ့အဆိုပါပွဲမတိုင်မီနှစ်ပွဲဆက်ကိုမရပဲရုန်းကန်ခဲ့ရတာကိုထက်တွေ့ရမှာပါ။ Man U ကလည်းစိတ်ပျက်စရာကောင်းလောက်တဲ့ဒဏ်ရာပြဿနာတွေရှိနေပြီးပွဲထွက်လူစီရင်အတွက်တောင်အင်ပြေအားပြည့်မရှိပါဘူး။ PR တွေအောက်ရောက်နေပြီးဖြစ်တယ်လို့အေမိုရင်အတွက်လည်းလက်ရှိကာလာကကြီးမားတဲ့အစိန်ခေါ်မှုတစ်ခုလို့မြင်ပါတယ်။ Arsenal ကိုပိုကြိုက်ပြီးတကူလောင်းနဲ့ကတ်နိုင်သွားဖို့များပါတယ်ခင်ဗျ။ဒီပွဲအတွက်ခံမှန်းရလက်ကတော့ Man U 0 Arsenal 1ဖြစ်ပါတယ်ခင်ဗျာ။ဒီပွဲနဲ့ပတ်သက်လို့ကြီးညာစရာလေးတစ်ခုရှိပါတယ်ခင်ဗျာ။အဲ့ဒါကတော့ကျွန်တော်ရဲ့ Facebook page မှာဒီပွဲနဲ့ပတ်သက်ပြီးတော့ခံမှန်းပြိုင်ပွဲလေးတစ်ခုလုပ်ထားပေးပါတယ်ခင်ဗျ။စိတ်ဝင်စားတဲ့သူတွေရှိရင်ပါဝင်ပေးကြပါအောင်လို့ကျွန်တော်ဖိတ်ခေါ်ပါတယ်ခင်ဗျာ။ဗီဒီယိုလေးကိုအဆုံးထိကြည့်ပြီးတဲ့အတွက်ကျေးဇူးတင်ပါတယ်ခင်ဗျာဒီနေ့ပွဲစဉ်တွေနဲ့ပတ်သက်ပြီးတော့လူချင်းမင်းတို့ရဲ့အမြင်ကိုလည်း comment box မှာဆွေးနွေးပေးသွားကြပါအောင်ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ